ခုသင်မဲ့သင်ခန်းစာကတော့ reduction tool တွေဖြစ်တဲ့ Helen, Spot Helen, Patch နဲ့ Red Eye tools တွေကိုအသုံးပြုပြီးတော့ဓာတ်ပုံတွေမှာရှိတဲ့မလိုလားအပ်တဲ့ရာဝတ္ထုတွေအဆက်ပြောက်အညစ်အကြေးတွေကိုဖယ်ရှားရှင်းလင်းတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ခုပထမဆုံးစတင်လေ့လာမှာတော့ Helen brush tool ပဲဖြစ်ပါတယ်။ကျွန်တော် tools ရဲ့ Helen brush tool ရွေးလိုက်ပါမယ်။ဟိုဒီ tools ရဲ့သဘောကတော့ကိုယ့်ရဲ့ပုံမှာပေါ့ကိုမလိုလားအပ်တဲ့အရာဝတ္ထုတွေရှိမယ်မလိုလားအပ်တဲ့အစိပ်ပိုင်းအဆက်ပြောက်တွေရှိမယ်ဆိုရင်ဒီအစိပ်ပိုင်းအဆက်ပြောက်နဲ့မလိုလားအပ်တဲ့အရာဝတ္ထုတွေ object တွေကိုပေါ့ပုံရဲ့တန့်စင်တဲ့နေရာမှာရှိတဲ့အရောင်တွေ color တွေနဲ့အစားထိုးတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဒီမှာပေါ့အဖြူရောင် line တစ်ခုရှိရပေါ့ဟိုဒီအဖြူရောင်ကြိုး line ကိုပေါ့ဒီပုံမှာမပါစေချင်ဘူးပေါ့ကျွန်တော်ဒီပုံကနေဖယ်ရှားပစ်ချင်တယ်ပေါ့ဖြတ်ပစ်ချင်တယ်ပေါ့ဒါဆိုရင်ဒီ tool ဆိုအသုံးပြုပြီးတော့သူ့ဘေးနားမှာရှိရကျွန်တော်ဒီမှာဆိုရင်ရှင်းလင်းနေတယ်ပေါ့ဒီရှင်းလင်းနေတဲ့ဒီပုံရဲ့နေရာ area တွေကိုဒီမှာအစားထိုးပြုပြင်လိုက်မှာဖြစ်ပါတယ်ခုလိုဒီ tool ဆိုအသုံးပြုတဲ့အခါပေါ့ဒီ tool ရဲ့ပေါ့ site အကြီးသေးပေါ့ brush size အကြီးသေးကိုကျွန်တော်ပြုပြင်လို့ရပါတယ် keyboard ကတောင်ဝင်အဖွင့်ပိတ်ပေါ့ open bracket နဲ့ close bracket ကိုအသုံးပြုပြီးတော့ဒီ brush size ကိုအတိုးလျှော့အကြီးသေးလုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ပြုပြင်ချင်တာဒီရာဝတ္ထုပေါ့ဒီကျိုးဖယ်ရှားမှာဖြစ်တဲ့အတွက်ကျွန်တော် source မှာ symbol ကိုရွေးထားပေးပါပြီးရင်ကိုယ့်ရဲ့ပုံမှာရှိရပေါ့ရှင်းလင်းနေတဲ့ဒီတန့်စင်တဲ့ကိုအစားထိုးပြုလုပ်ဖို့အတွက်အကောင်းဆုံးဖြစ်နေတဲ့နေရာပေါ့အဲ့နေရာမှာ order key ကိုဖိပြီးတော့ click တစ်ချက်နှိပ်လိုက်ပါပြီးရင်ကိုဖယ်ရှားပစ်ခြင်းနဲ့ဒီရာဝတ္ထုပေါ်မှာဖိပြီးတော့ဆွဲလိုက်ပါဒါဆိုအခုလိုဒီကျိုးကကျွန်တော် brush ကိုဖိဆွဲလိုက်တာနဲ့ပျောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အခုဆိုရင်ပေါ့ဒီမှာအမဲရောင်လေးတစ်ချက်ပေါ်သွားရင်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ brush ကပေါ့စပင်ရဲ့အမဲလေးနဲ့သွားထိတာပါဒီလိုနေရာမျိုးဆိုရင်ကျွန်တော်ဒီကိုယ့်ရဲ့ဒီ brush size ကိုပြန်သေးဖို့လိုပါတယ်open bracket ကိုအသုံးပြုပြီးတော့ဒီ brush size ကိုသေးလိုက်ပါမယ်ဒီဘက်မှာဒီလိုပါပဲကျွန်တော်ဒီပုံရဲ့ပေါ့ကောင်းတဲ့အစိပ်ပိုင်းနဲ့အခုလိုဖိဆွဲပြီးတော့အစားထိုးပြုပြင်လိုက်ပါမယ်ဒီလိုသူ့ရဲ့ object ကကြီးလာပြီဆိုရင်ကိုယ်က brush size ကိုကြီးထားလို့ရပါတယ်ပြန် brush size ကိုကြီးပြီးတော့အသုံးပြုပါမယ်ဟိုဒီစာတန်းကိုဖျောက်ချင်တယ်ဆိုလည်းကျွန်တော်ပုံရဲ့ကောင်းတဲ့အစိပ်ပိုင်းတစ်ခုပေါ်မှာ order နဲ့ click နှိပ်ပါမယ်ပြီးတော့ဒီစာတန်းပေါ်ဒီ brush နဲ့ဖိဆွဲလိုက်ပါမယ်ဒါဆိုခုနရှိခဲ့တဲ့ကြိုးတွေစာတန်းတွေကမရှိတော့ပါဘူးဒါကတော့ Helen brush tool ကိုအသုံးပြုတာပါ Helen brush tool ကိုပေါ့ဒီလို object တွေကိုဖျောက်တဲ့နေရာပြင်ပေါ့တခြားဒီလူရဲ့မျက်နှာအသွင်ပြင်ပေါ့ဒီလိုနေရာမှာအဆက်ပြောက်တွေအညစ်အကြေးတွေပေါ့ဆက်ပြင်ဖြစ်နေတဲ့ဒီပုံမျိုးတွေမှာလည်းပြုပြင်ပေးလို့ရပါတယ်ကျွန်တော်ဒီနေရာလေးကိုပေါ့ပြုပြင်အစားထိုးခြင်းနဲ့ဆိုရင်သူ့ဘေးနားမှာကောင်းတဲ့အစိပ်ပိုင်းတစ်ခုနဲ့ order click နှိပ်လိုက်ပါပြီးတော့သူ့ပေါ်မှာဖိဆွဲလိုက်ရပါတယ်ကျွန်တော်ဒီမှာလည်းပေါ့ဟိုစားထိုးမယ်ဆိုရင်ဒီနေရာအဆက်ပြောက်လေးပျောက်သွားမှာဖြစ်ပါတယ်ဒီနေရာကျွန်တော်အစားထိုးမယ်ဆိုတော့ဒီကနေ order နှိပ်လိုက်မယ်ဆိုအခုလိုအဝါကြီးဖြစ်နေမှာပါကျွန်တော်သူ့နားမှာရှိရပေါ့အသားရောင်ဒီကို order နဲ့
order ကိုဖိပြီးတော့ကျွန်တော် click တစ်ချက်နှိပ်ပါတယ်ပြီးတော့မှသူ့ပေါ်မှာ click တစ်ချက်နှိပ်ပြလိုက်ပါဒါဆိုအစားထိုးပြုပြင်လိုက်တာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် sport Helen brush tool ပါသူလည်း Helen brush tool လိုပဲပုံပေါ့ဒီအဆက်ပြောက်တွေကနေဖယ်ရှားပြီးတော့ကောင်းမွန်အောင်လုပ်တဲ့ tool တစ်ခုပါပဲသူကတော့ဒီ Helen brush tool နဲ့ကွာတာသူကကောင်းမွန်တဲ့နေရာကိုပေါ့အစားထိုးဖို့အတွက် order နှိပ်ဆရာမလိုပါဘူးဒီ tool set သဘောကတော့ပေါ့သူနဲ့အနီးဆုံးပေါ့အနီးဆုံးကကျွန်တော်ဒီအဆက်ပြောက်လေးကိုဖယ်ရှားမယ်ဆိုသူနဲ့ဒီအဆက်ပြောက်နဲ့အနီးဆုံးမှာရှိတဲ့ဒီအစိပ်ပိုင်းတွေပေါ့ဒီအစိပ်ပိုင်းတွေမှာရှိတဲ့ဒီအလင်းမှောင်ပိုင်းတွေကာလာပိုင်းတွေပေါ့ဒါတွေကိုနမူနာကြည့်ပြီးတော့ယူပြီးတော့သူကဖယ်ရှားအစားထိုးပေးလိုက်တာဖြစ်ပါတယ်ဒီ tool ကိုအသုံးပြုမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ content aware ကိုရွေးထားပေးပါပြင်ကိုအစားထိုးပြုလုပ်ချင်တဲ့ဒီအရာဝတ္ထုပေါ်မှာ click တစ်ချက်နှိပ်ပေးလိုက်ရုံပါပဲသူကတော့ order တွေပါနှိပ်ဆရာမလိုတော့ပါဘူးအခုလိုပေါ့ဒီ site ကပေါ့ကိုဖယ်ရှားခြင်းတဲ့ site ကကြီးနေဆိုရင်ဒီလို click တစ်ချက်နှိပ်ရုံနဲ့မလုံလောက်တော့ပါဘူးဒီတော့အဲ့ပေါ်ပေါ့ဒီ mouse လေးနဲ့ဖိပြီးတော့အခုလိုလုပ်ပေးလိုက်ပါဒါဆိုရင်သူပျောက်သွားပါလိမ့်မယ်ချိုးနေရတယ်ပေါ့တစ်ခါမဟုတ်သူဘေးနားမှာကြံနေဟာဆိုရင်နောက်တစ်ချိန်ထပ်ပြီးတော့ပြုလုပ်ပေးလိုက်လို့ရပါတယ်ဒါဆိုခုနရှိနေတဲ့ဒဏ်ရာတွေမရှိတော့ပါဘူးဒီလိုပါပဲအခုမျက်နှာမှာရှိနေတဲ့ဒီပေနေတဲ့အရာတွေပေါ့ကျွန်တော်ဖယ်ရှားခြင်းတယ်ဆိုတော့ခုနလိုပါပဲဒီပေါ်မှာဒီ brush tool နဲ့ဖိပေးလိုက်ရုံပါပဲတချို့ဟာတွေじゃတစ်ခါမရဘူးဆိုနောက်တစ်ချိန်အဲ့အနီးနားမှာထပ်ပြီးတော့ပြုပြင်ပေးရပါမယ်ဒီနေရာတွေလည်းအခုလိုဖိဆွဲပြီးတော့ပြုပြင်ပေးလို့ရပါတယ်အခုဆိုရင်မပြုပြင်မီပုံနဲ့ပြုပြင်မီပုံပေါ့အခုလိုနှိုင်းယှဉ်ကြည့်လို့ရပါတယ်ဒါတော့ Helen 2နဲ့ Spot Helen 2ကိုအသုံးပြုပြီးတော့ကျွန်တော်ပုံမှန်ရှိတဲ့အဆက်ပြောက်တွေအမှားရွေးတွေဖယ်ရှားလိုက်တာပါ Spot Helen 2ကအခုလိုဒီအဆက်ပြောက်တွေမကပဲပေါ့ပုံမှန်ရှိတဲ့တခြားအရာဝတ္ထုတွေလည်းဖယ်ရှားလို့ရပါတယ်ကျွန်တော်ဒီ Spot Helen 2ကိုရွေးလိုက်ပါမယ်ပြီးကျွန်တော်အခုဒီပုံပေါ့ဒီပုံမှာဆိုရင်သူနံပါတ်လေးရှိပါဒီထဲကကျွန်တော်မလိုအပ်တဲ့ဒီနာမည်တွေနံပါတ်တွေကိုကျွန်တော်ဖြတ်ပြလို့ရပါတယ်ဟိုဒီမှာပေါ့ကျွန်တော်7ဆိုတာရှိပါတယ်ဟိုဒီ7ဆိုတဲ့ဒီကဏ္ဍကိုမလိုချင်ဘူးပေါ့မလိုအပ်တဲ့ရာဖြစ်တဲ့အတွက်ကျွန်တော်ဒီ7ကိုဖယ်ရှားပေးပါမယ်ကျွန်တော်ဒီ2ကိုရွေးပြီးတော့ဒီ7ပေါ်မှာအခုလိုဖိဆွဲပေးလိုက်ပါကျွန်တော်တစ်ချိန်ပေါ့အခုလိုတစ်ချိန်ပြုတ်လို့မရဘူးဆိုရင်တခြားအစိပ်ပိုင်းတစ်ခုပေါ်လာတယ်နောက်တစ်ချိန်သူ့ပေါ်မှာဖိပြီးတော့ထပ်ဆွဲပေးလိုက်ပါဒါဆိုပျောက်သွားပါလိမ့်မယ်ဒီလိုပါပဲဟိုဒီ21ကိုပျောက်ချင်တယ်ဆိုရင်ဒီ21ပေါ်မှာကျွန်တော်ဖိဆွဲပေးလိုက်ပါတစ်ချိန်နဲ့ပြုတ်လို့မရဘူးဆိုရင်နောက်တစ်ချိန်အဲ့ဒီမကောင်းသေးတဲ့အစိပ်ပိုင်းပေါ်မှာထပ်ပြီးတော့ကျွန်တော်ထပ်ဖိဆွဲပေးလိုက်ရပါတယ်နောက်တစ်ခါကျွန်တော်ဒီ Helen brush နဲ့ Spot Helen brush ပြင်ပေါ့ patch tool ဆိုတာလည်းရှိပါသေးတယ်ဒီ patch tool ကပဲ patch tool ကလည်းပေါ့အခုလိုပဲပေါ့ကိုမလိုအပ်တဲ့ဒီ object တွေပုံတွေမှာရှိတဲ့ဆက်ပြောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်ဒါတော့ patch tool ပါဟို patch tool ကိုရွေးပြီးတော့ကျွန်တော်ဒီမှာရှိတဲ့ဒီစက်လုံးလေးကိုဖယ်ရှားကြည့်ပါမယ်ဒီ patch tool မှာဆို2မျိုးရှိပါတယ်
source နဲ့ destination မှာ source ကဒီလက်ရှိပုံပေါ့ဒီနေရာကိုတခြားကောင်းမွန်တဲ့နေရာနဲ့အစားထိုးတာပါကျွန်တော်ဒီ area လေးကိုပေါ့ကျွန်တော်ဝိုင်းပြီးမှတ်လိုက်တယ်ပေါ့ပြီးတနေရာကိုပေါ့ဒီနေရာကောင်းတယ်ဒီနေရာရဲ့အရာဝတ္ထုလိုချင်တဲ့အတွက်အဲ့ဒီနေရာကိုဖိရွှေ့လိုက်ရပါတယ်ဒါတော့ဒီ source ကိုရွေးချယ်လိုက်တာနောက်တစ်မျိုးကဒီ destination ပေါ့ဒါကတော့ဒီ destination ကိုရွေးပြီးတော့ကျွန်တော်ဒီမှာဝိုင်းလိုက်မယ်ပေါ့ဝိုင်းလိုက်ပြီးတခြားနေရာရွှေ့လိုက်မယ်ဆိုရင်ဒီနေရာဟာနောက်တစ်နေရာကိုပွားသွားမှာဖြစ်ပါတယ်ဒါ destination ကိုသုံးတာပါကျွန်တော်အခု source ကိုပြန်သုံးမယ်ဖြောင်းမယ်ဆိုရင်တော့ source ကိုရေးလိုက်ပါပြီးကောင်းမွန်တဲ့အစိပ်ပိုင်းနေရာတစ်ခုရွှေ့ပေးလိုက်ပါဒါဆိုပျောက်သွားပါပြီဒီ patch 2နဲ့ပါအခုလို့အသေးမှားစာတန်းလေးတွေမကပဲတော့ကျွန်တော်လူတယောက်လုံးလည်းဖြောက်လို့ရတယ်ဆိုရင်ကျွန်တော်ဒီပုံကြည့်ပါဟုတ်ဒီတစ်တုံးမှာပေါ့ကျွန်တော် model တယောက်ထိုင်နေပါတယ်ဒီတစ်တုံးမှာထိုင်နေဒီ model တယောက်လုံးကိုဖြောက်ကြည့်မယ်ပေါ့ဒီလိုမျိုးကိစ္စရက်တွေကလည်းကိုဓာတ်ပုံပြုပြင်တာဒီဇိုင်းလုပ်တာဆိုရင်ဒါမကြာခဏတွေ့နေရမှာဖြစ်ပါတယ်ဥပမာဓာတ်ပုံတစ်ပုံရှိရဆိုဒီလူ၄ယောက်ရှိရဒီလူ၄ယောက်ထဲကပါကျွန်တော်လူတယောက်ကိုဖြောက်ပစ်လိုက်တာမျိုးကျွန်တော်ဒီရာဝတ္ထုတွေရှိရရမှာပေါ့ကိုမပါစေချင်တဲ့ရာဝတ္ထုတွေဖြောက်ချင်တာမျိုးအဲ့လိုမျိုးတွေမှာဒီ patch 2ကအသုံးတဲ့ပါတယ်ဟုတ်ဒီ model ပုံဖြောက်မှာဖြစ်တဲ့အတွက်ကိုဖြောက်ချင်တဲ့ဒီ model ပုံဆက်လက်မှတ်လိုက်ပါအဲ့တော့အခုလို့ဒီ patch 2နဲ့ white ပြီးမှတ်လိုက်ပါမယ်ပြီးတော့ကျွန်တော်သူ့ရဲ့ဘေးမှာရှိရကောင်းမွန်တဲ့အရာဝတ္ထုတစ်ခုနဲ့စားထိုးပါမယ်အဲ့လိုစားထိုးတဲ့အခါကျွန်တော်ကဒီမှာကြည့်လိုက်မယ်ဆိုဒီပုံမှာဆိုအပေါ်ကသစ်ပင်ပေါ့အောက်မှာရှိဒီမှာတက်တော့ဝင်ဒီခါကျကျွန်တော်ကဒီကောင်ဖိပြီးတော့အပေါ်ရွှေ့လိုက်မယ်ဆိုရင်သူ့နေရာမှာဘာဖြစ်သွားမလဲဒီသစ်ကိုင်းဝင်သွားမယ်ပေါ့အောက်ကိုရွှေ့လိုက်မယ်ဆိုရင်ဒီရေတွေဖြစ်နေနေမယ်အဲကျွန်တော်အခုသစ်တုံးနဲ့စားထိုးမယ်ပေါ့သူနဲ့တဒန်းနဲ့စားထိုးရင်ကျွန်တော်ဒီလိုပုံစံကြီးဆိုလဲကြည့်လို့မလှပြန်ဘူးပေါ့သစ်တုံးရပေါ်ရောက်နေဒီမှာကြီးကပြက်နေဟောသူနဲ့တပြေးလေးဖြစ်အောင်ပေါ့အဲ့မှာဒီသူ့နားမှာရှိရဲသူနဲ့အနီးစပ်ဆုံးရှိရဲဒီတစ်တုံးလေးနဲ့ပေါ့တဒန်းနဲ့ရှိရဲပုံစံလေးပေါ့ဒါလေးနဲ့အစားထိုးကြည့်မယ်ပေါ့ဒါဆိုရင် तू ကပုံစံမပြတ်အစားထိုးလို့ရအောင်မှာဖြစ်ပါတယ်ဒါဆိုရင်ပေါ့ဒါလူပြောက်သွားရင်အခုကျွန်တော်ဒီဖက်နှက်ကိုစားထိုးမယ်ဆိုရင်လည်းဒီဖက်နှက်လေးကိုဝိုင်းလိုက်မယ်ပေါ့ဝိုင်းပြီးတော့သူနဲ့တဒန်းထဲမှာရှိရဲပေါ့အနီးစပ်ဆုံးတနေရာပေါ့အစားထိုးပေးလိုက်မယ်ပေါ့ဒါဆိုကြည့်ပါအခုနရှိနေဒီ model ပုံကအခုတခဏချင်းမှပဲပျောက်သွားပါပြီဒီလိုမျိုးအရာဝတ္ထုတွေဖယ်ထုတ်ဖို့ဆိုတာဒီ Photoshop မှာသာလွယ်ကူတာမှတခြား software တွေမှာဆိုရင်တော်တော်ကြီးကိုခက်ခက်ခဲခဲပြုလုပ်ရပါတယ်ဒီ Helen Spot Helen နဲ့ဒီ patch 2တွေကိုပေါ့ကိုကျွမ်းကျင်တာအသုံးပြုတတ်မယ်ဆိုရင်တော့ဒီပုံတွေကိုပြုပြင်တဲ့နေရာမှာပေါ့အစားထိုးပြင်ဆင်တဲ့နေရာတွေမှာကောင်းမွန်စွာအသုံးချတတ်မှာဖြစ်ပါတယ်ကျွန်တော်ဒါတွေကပေါ့ဒီလက်ရှိပုံဟိုပေါ့အရာဝတ္ထုတွေဖယ်ထုတ်ရုံနဲ့မကပါဘူးအစားထိုးလို့ရတဲ့နေရာလည်းရှိပါတယ်ကျွန်တော်ဒီပုံကြည့်မယ်ပေါ့ဟုတ်ဒီပုံကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာရှိနေတဲ့နှာခမ်းပုံစံကိုပေါ့ဒီနေရာကိုအစားထိုးလိုက်လို့ရပါတယ်ဒါမှမဟုတ်ဒီမှာရှိတဲ့နှာခမ်းကိုလည်းဒီနေရာကိုအစားထိုးလိုက်လို့ရပါတယ်ကျွန်တော်အစားထိုးမယ်ဆိုရင်ပေါ့ကျွန်တော်ဒီမှာဝိုင်းလိုက်မယ်ပေါ့ဒီနှာခမ်းလေးပေါ်တင်လိုက်ပါပြန်ကြည့်လိုက်ပါဒီကသူ့ရဲ့နှာခမ်းဒီကိုရောက်သွားတာတွေ့ရမှာဖြစ်ပါတယ်ဒါပွားသွားတာပေါ့ဒီနေရာပြန်ဒီမှာရှိတဲ့နှာခမ်းကိုဒီနှာခမ်းနဲ့အစားထိုးလိုက်တာဖြစ်ပါတယ်ဒီပါနောက်တစ်ပုံကျွန်တော်အစားထိုးကြည့်ပါမယ်ဟောပေါ့သူ့ရဲ့နှာခမ်းကိုသူ့နှာခမ်းနဲ့အစားထိုးပြီးထည့်ပေးလိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တချို့ပုံတွေမှာဆိုရင်ပေါ့ဓာတ်ပုံဟောင်းတွေပါပြင်နေဆိုရင်ဥပမာဓာတ်ပုံနှစ်ပုံရှိရဒီလူတယောက်ရဲ့ပုံပေါ့နှစ်ပုံရှိရဆိုဒီပုံက
ဒီမျက်နှာပိုင်းတချို့စိတ်ပိုင်းတွေပြက်တယ်ဥပမာဆိုနှာခမ်းတွေပိုင်းပြက်နေတယ်ဆိုရင်တခြားအဲကောင်းတဲ့ပုံတစ်ပုံပဲပေါ့ဒီအစိတ်ပိုင်းကိုအစားထိုးပေးလိုက်လို့ရပါတယ်ဒါကတော့ဒီ tools ကိုဘယ်လိုအသုံးပြုလဲဆိုတာဒီအသုံးတဲ့ဆုံးဖြစ်အောင်နမူနာလေးနဲ့ရှင်းလင်းပြသပေးရဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကူးစိတ်တမ်းပေါ်မူတည်ပြီးတော့လည်းချဲ့ထွင်ပြီးတော့ပြုပြင်ဖန်တီးလို့ရပါသေးတယ်နောက်တစ်ခုက RI2 ပါ RI2 ကရှင်းပါတယ်ကျွန်တော်ညဘက်ဆိုရင်ကင်မရာနဲ့ရိုက်တဲ့အခါပေါ့ flash မီးထည့်ရိုက်တဲ့အခါတချို့ကင်မရာနဲ့ရိုက်ရင်ဒီမျက်လုံးလေးဟာဆိုရင်ပေါ့ဒီ flash မီးရောင်ညာပေါ့အနီရောင်လေးတွေပေါ်နေတာတွေ့ဦးမှာပါကျွန်တော်ဒီနေ့အများဆုံးကကျွန်တော် digital ကင်မရာနဲ့ရိုက်တာပေါ့အခုလို့ဆိုရင်ဒါညဘက်ရိုက်ထားတဲ့ပုံမှာကျွန်တော်အနားမီးပန်းနေကြောင်ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ကင်မရာရဲ့မီးကြောင်ပဲဖြစ်ဖြစ်အခုလို့ဒီမျက်လုံးကနေနေတာကိုတွေ့မှာပါဒီလိုမျိုးမျက်လုံးနေနေတဲ့ပုံတွေကိုဆိုရင်အလွယ်တကူပြုပြင်လို့ရတယ်ဒီ RI2 လေးနဲ့ပြင်ပေးလို့ရတယ်ကျွန်တော်ဒီမျက်လုံးနေရာကိုပေါ့ဒီ RI2 လေးကိုအသုံးပြုပြီးအုပ်ပေးလိုက်မယ်ဆိုရင်ဒီမျက်လုံးလေးကနေရာနေငကိုနဲ့ရောင်ပြန်ပြောင်းသွားတာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ဆိုရင်ပေါ့ဒီမျက်လုံးတစ်ခုအုပ်မိအောင်ပေါ့ကျွန်တော်4000ခွဲနေဆွဲလိုက်ပါမယ်အလဲစင်တာတက်လေးတော့ဒီတငယ်ပေါ့မျက်သားအဖြူတွေရဲ့အလဲတက်ရဒီအနီရောင်အခုဖြစ်နေတဲ့ဒီတငယ်လေးဟိုပေါ့စင်တာလောက်ဖြစ်အောင်ဆွဲပေးလိုက်ပါဟုတ်ဆိုရင်ကြည့်ပါကျွန်တော်ဒီမျက်လုံးတွေကနေငကိုနဲ့ရောင်ပြန်ဖြစ်သွားပါပြီဟုတ်ဒီပုံနဲ့ဆွဲမယ်ဆိုရင်သူ့စင်တာလောက်မှန်ပြီးတော့ねစင်တာလောက်မှထားပြီးတော့ကျွန်တော်အခုလိုဖြည့်ဆွဲပေးလိုက်ရပါတယ်ဒါဆိုငကိုမျက်လုံးနဲ့ရောင်ဖြစ်သွားပါပြီRI2 ကတော့လွယ်ပါတယ်ဒီမျက်လုံးစင်တာထားပြီးတော့ကိုကဒီ4000လေးနဲ့ပေါ့အခုလိုဖြည့်ပြီးတော့4000ပေါင်လေးဆွဲပေးလိုက်ရုံပါပဲသူကသူအလိုလျောက်ပြုပြင်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ Helen 2တွေ Sport Helen 2တွေနဲ့ကျွန်တော် Patch 2 RI2 တွေနဲ့ပုံတွေကိုပြုပြင်ဖန်တီးရတဲ့